သူမဟာတေဆုံးသွားခဲ့ပြီဆိုတာကိုရုတ်တရက်သတိပြုမိသွားခဲ့တယ်ဒါပေမဲ့သူမဘလို့တေဆုံးခဲ့တယ်လဲဆိုတာကိုတော့လုံးဝမမှတ်မိပါဘူးသူမရဲ့ဝိညာဉ်ဟာယထာဘူတာယုံကြီးထဲမှာပိတ်မိနေခဲ့တာပါဘယ်ထွက်ပေါက်ကနေပဲထွက်ဖို့ကြိုးစားပါစေမမြင်ရတဲ့အတားဆီးတစ်ခုကသူမကိုပိတ်ပင်ထားပါတယ်သူမလုံးနိုင်တာဆိုလို့ဒီဘူတာယုံထဲမှာပဲဟိုတီလျှောက်သွားနေဖို့ပါပဲညနေတန်းခေါင်ချိန်မှာတော့အဖိုးကိုတယောက်ဟာသူ့ရဲ့ခွေးလေးကိုခေါ်ပြီးဘူတာယုံထဲရောက်လာပါတယ်သူကခွေးလေးကိုခုနတစ်ခုမှချီနှောင်ပြီးနှုတ်ဆက်စကားတွေပြ။အော်နေပေမဲ့ခွေးလေးကတော့ဘာတော့ပြန်မှုမှမပြပဲအမျိုးသမီးရှိရာဘက်ကိုပဲကြည့်ပြီးဒေါသတကြီးဟောင်းနေပါတော့တယ်။အဖိုးကခွေးလေးရဲ့လက်ပတ်မှာတေတန်းစာတစ်ဆောင်ကိုချိတ်ဆွဲလိုက်တဲ့အခါအဖိုးဟာကိုအဆုံးစီရင်တော့မယ်ဆိုတာကိုသူမချက်ချင်းပဲရိပ်မိသွားပါတယ်။သူမဟာအဖိုးကိုတားဆီးဖို့အပြေးလွှားသွားခဲ့ပေမဲ့အဖိုးကတော့သူမကိုမမြင်နိုင်ပါဘူးအဲ့ဒီအချိန်မှာပဲဘူတာယုံလုံခြုံရေးဝန်ထမ်းတယောက်ရောက်လာပြီးအဖိုးကိုဖြောင်းဖျက်ဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့စကားတော်မဆုံးသေးခင်မှာပဲယထာတဆင်းဟာပလက်ဖောင်းရဲကိုအရှင်ပြင်းပြင်းနဲ့ဝင်ရောက်လာပါတော့တယ်မကြခင်မှာပဲရဲတွေရောက်လာပြီးအဖိုးကိုတေဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုလိုက်ကြပါတယ်နောက်တစ်နေ့မှာတော့ဘူတာယုံကြီးဟာပုံမှန်တိုင်းပဲလူတွေနဲ့စီကားနေစေပါအမျိုးသမီးလေးကတော့ဘူတာယုံထဲမှာဆက်ပြီးလေလွင့်နေတော့ပေါ့သူမပြတင်းပေါက်တစ်ခုနားမှာရက်လိုက်တဲ့အချိန်မင်းညကတေဆုံးသွားတဲ့အဖိုးဟာလူအုပ်ထဲမှာရက်နေတာကိုတွေ့လိုက်ရပါတယ်သူလည်းပဲဝိညာဉ်တစ်ခုဖြစ်သွားပြီဆိုတာကိုသူမချက်ချင်းသိလိုက်ပြီးနှုတ်ဆက်ဖို့အပြေးသွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အဖိုးဟာသူမကိုမြင်နိုင်စွမ်းရှိနေပါပြီသူမကသူတို့နှစ်ယောက်လုံးဒီဘူတာယုံထဲမှာပိတ်မိနေတဲ့ဝိညာဉ်တွေဖြစ်ကြောင်းပြောပြပေမဲ့အဖိုးကဘာမှပြန်မပြောဘဲဆက်ရောက်လာတဲ့ယထာစီကိုပဲတန်းတန်းမတ်မတ်လျှောက်သွားပါတယ်သူမကသူ့ကိုတင်တာပြီးသူမကိုယ်တိုင်လည်းအချိန်ချင်းစူးစမ်းခဲ့ဘူးကြောင်းပထွက်ပေါက်ကသွားမမြင်ရတဲ့တန်းကြီးကပိတ်ထားကြောင်းပြောပြပါတယ်ဒါပေမဲ့အဖိုးကတော့စွတ်တရွနိုင်စွာနဲ့ပဲတခြားထွက်ပေါက်တစ်ခုစီကိုဥတီသွားနေပြန်ပါတယ်သူမလည်းအဖိုးနောက်ကလိုက်ရင်အားအင်တွေအလဟတ်တမဖြုံးဖို့ဖြောင်းဖြတ်နေမိတာပေါ့သူမရဲ့ထက်ခါတလဲလဲတတိပေးမှုတွေကြောင့်အဖိုးဟာစိတ်တူလာပြီးသူမကိုအော်ဟစ်ဆဲဆိုပါတော့တယ်နောက်ထပ်ညတညကုံဆုံးသွားပြန်ပါပြီအမျိုးသမီးလေးဟာဘူတာယုံစားတောက်ဆိုင်ထဲမှာတယောက်တည်းထိုင်နေတော့အမျိုးသမီးတယောက်ဆိုင်ထဲဝင်လာတာကိုသတိထားမိလိုက်ပါတယ်သူမဟာအဲ့ဒီအမျိုးသမီးရဲ့မျက်နှာချင်းဆိုင်မှာတွားထိုင်လိုက်တဲ့အခါဒီအမျိုးသမီးဟာမင်းညကတေဆုံးသွားတဲ့အဖိုးရဲ့သမီးဖြစ်သူမှန်းသိလိုက်ရပါတယ်အမျိုးသမီးရဲ့ဘားပြင်ပေါ်ကစီးကျလာတဲ့မျက်ရည်တွေကိုမြင်တော့သူမကဗီဇရနှစ်သိမ့်ပေးဖို့လက်လန်းလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲမျက်ရည်တစ်ဆက်ဟာသူမရဲ့လက်ချောင်းထိပ်ပေါ်ကိုကျဆင်းသွားခဲ့ပါတယ်အဲ့ဒီခါမှာပဲသူမရဲ့အတိတ်မညံပိုင်းစတွေဟာဥနောက်ထဲမှာဖြတ်ခနဲပေါ်လာပါတော့တယ်သူမဟာသူမရဲ့ဘဝမှာရရှိခဲ့မှုတွေပျော်ရွှင်မှုတွေကိုပြန်တရိရလာပြီးစားတောက်ဆိုင်ထဲကနေဝုန်းခနဲ့ပြေးထွက်ခဲ့ပေမဲ့သူမဘလို့တည်ခဲ့တယ်လဲဆိုတာကိုတော့အခုထိမမှတ်မိသေးပါဘူးရင်ဖွင့်စရာလူမရှိတဲ့အဆုံးသူမဟာအဖိုးကိုတွားရှာလိုက်ပါတယ်အဖိုးကလည်းမနေ့ကသူမပေါ်ရိုင်းဆိုင်ဆက်ဆံခဲ့တာကိုတောင်းပန်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအပြန်လန်မိတ်ဆက်ပြီးသူတို့ရဲ့ဘဝဇာတ်ကြောင်းတွေကိုမျှဝေခဲ့ကြပါတယ်လီဆာကသူမရဲ့မှတ်ဉာဏ်ချို့ပြန်ရလာပြီးဖြစ်ပေမဲ့တည်ဆုံးရတဲ့အကြောင်းရင်းကိုတော့မသိသေးဘူးလို့ပြောတဲ့အခါအဖိုးကအတိတ်ကိုအရန်ကြီးဆွဲလန်းမနေဖို့သူမကိုအားပေးပါတယ်အဲ့ဒီအချိန်မှာပဲလီဆာဟာယင်းနှီးနေတဲ့လူ၃ယောက်ကိုလမ်းမြင်လိုက်ပါတယ်သူတို့တွေဟာသူမရဲ့မိဘနှစ်ပါးနဲ့ချစ်သူကောင်းလေးဖြစ်နေတာပါဒီနေ့ဟာသူမတည်ဆုံးခြင်းတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဆိုတာကိုသူမသတိထားမိလိုက်ပါတယ်သူမရဲ့မိဘတွေနဲ့ချစ်သူဟာသူမကိုလာရောက်ကာယဝပြုဖို့ဘူတာယုံထဲကိုရောက်လာတာဖြစ်ပေမဲ့သူတို့လောက်ရက်ကဘူတာယုံရဲ့စီကံတွေကိုချိုးဖောက်နေတာကြောင့်ဝန်ထမ်းတွေကသူတို့ကိုမန်နေဂျာရုံးခန်းထဲခေါ်သွားကြပါတယ်